ကိုရီးယားနိုင်ငံမီဂါဂျန်ကနေပြီးထုတ်လုပ်ထားတဲ့ဒီအန်ဒူချင်ဟာဘာကြောင့် the first club ဖြစ်နေရလဲ hydraulic system နဲ့ခုံနေချပြလို့ရတယ်ဒီတော့ patient တွေအတွက်တောင်းတတာဖြစ်စေမယ်ချဲကို memory မှတ်ထားလို့ရတယ်အဲ့တော့မှတ်ထားတဲ့နေရာရောက်ပြီဆိုတာနဲ့သူ့ရဲ့ check light က auto ပွင့်သွားမယ်ပြီးရင် check light ကျူရပါလာတဲ့အတွက်ကြောင့်မို့လို့ခေါင်းရဲ့အရေးကိုမကြဘဲနဲ့ဒီ check light ကိုမမှုတ်လည်းပုံထုတ်ပြလို့ရမယ်ခုံနေချပြုလုပ်တဲ့အခါညှင်သားတဲ့အတွက် patient တွေအတွက် premium vibe ကိုရစေမယ်Aluminium body ဖြစ်တဲ့အတွက်ထိခိုက်မှုတွေကိုခံနိုင်ရရှိမယ်အကျန်းခံလာမယ်သူ့ကို space အများကြီးပေးကြမလို့ဘူး option နဲ့အနေနဲ့လည်း Daniel Kim ကထပ်ပါတယ်document အနေနဲ့သုံးချင်တာဖြစ်ဖြစ် case study treatment တွေအကုန်လုံးတော့ record လုပ်ထားလို့ရတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ camera က auto focus လုပ်ပေးလို့ရပါတယ်နောက် option အနေနဲ့ကတော့ daily content water filtering system ပါပါတယ်ဒါကြောင့်မို့လို့ဒီမီဂါချင်းအန်တူချဲဟာရိုးရိုးတန်တဲ့ချဲတစ်လုံးထပ်ပို့တဲ့ clinic တွေကိုပတ်ပေါင်းစုံကနေပြီးတော့ support ပေးနိုင်တဲ့ the first class တန်တဲ့ချဲဖြစ်နေတာပါ